Hi Hello မင်္ဂလာပါပြီးခဲ့တဲ့တစ်ပတ်ကဈေးမြောင်းလိုက်ရလို့လေဒီတစ်ပတ်မှာပြန်ရောင်းပေးမှဖြစ်တယ်နော်တကြံအထူး promotion အနေနဲ့ကျမကဈေးရောင်းပေးမှဖြစ်တယ်ဒါကြောင့်မို့လုံးဝဈေးမတက်ဘဲနဲ့ပုံမှန်တိုင်းမရောင်းပေးမယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ကျမရဲ့ tofu တုပ်ကျမတို့မြစ်ကြီးနား tofu တုပ်ပေါ့နော်မြစ်ကြီးနား style tofu တုပ်လေးကိုလည်းဒီတစ်ပတ်မှာထည့်ပြီးတော့ရောင်းပေးမှဖြစ်ပါတယ်တပွဲကို8000နဲ့ရောင်းပေးမှဖြစ်တယ်နော်ရန်ကုန်မြို့တွင်အကုန်လုံးပို့ပါမယ်နောက်တစ်ခုကတော့ကျမရဲ့ဟင်းအကြော်လော်လေးတွေကဒါလေးကတော့ကျမတို့စိတ်သားငံပြာကြီးကြော်စိတ်သားငံပြာကြီးကြော်2000ခွဲစိတ်သားငံပြာကြီးကြော်2000ခွဲပါဒါလေးကတော့ကျမတို့ကစိတ်မွတ်ဆက်ကြော်စိတ်မွတ်ဆက်ကြော်ကလည်း2000ခွဲပါရှင်ကျမရဲ့စိတ်မွတ်ဆက်ကြော်နော်ဒါလေးကတော့စိတ်တငင်းကြော်လေးကလည်း2000ခွဲပါပဲเนาะဒါလေးကလည်း2000ခွဲပါပဲဈေးတွေမတက်ထားပါဘူးเนาะဘာမှမတက်ထားပါဘူးဒါလေးကတော့စိတ်သားစိတ်မွမီးကင်ကဒါလေးက30သားပါတယ်เนาะဒါလေးက3000ခွဲပါရှင်ကျမရဲ့စိတ်သားစစ်ပါเนาะနောက်တစ်ခုကတော့ဒါလေးကကျမရဲ့ငရမ်းကြောက်အယိုးလွတ်ရှယ်နော်လုံးဝစားပေါ့တယ်เนาะလျန်းချိုပါတယ်ဒါလေးကတော့4000ပါရှင်ကျမဒါလေးက4000ပါနောက်တစ်ခုကတော့ဒါလေးကတော့ကျမရဲ့ဝက်ပေါင်6မီကင်က2000နဲ့8000ပါရှင်အဲ့လိုမှန်ပေါ့2000နဲ့8000ပါဒါလေးကတော့ကျမတို့ကမယန်းသင်းငပိကျော်က12000ပါရှင်ဒါလေးက12000ပါဒါလေးကတော့ကျမရဲ့ချင်မောင်ကျော်ကတော့1000ပါရှင်ဒါလေးက1000ပါဒါလေးကကြတော့ကျမတို့ရဲ့မုံညင်းချင်းကျမတို့တိုင်းရင်းသားပေါ့နော်ရိုးရမုံညင်းချင်းကိုလုပ်ပေးထားဖြစ်တယ်ဒါလေးကတစ်ထုပ်ကို1000နဲ့ပဲရောင်းပေးမယ်ဒီတစ်ပတ်မှာနော်1000နဲ့ရောင်းပေးတာပါအရန်ကောင်းတော့နော်မုံညင်းချင်းအနီရောင်နော်မုံညင်းချင်းအနီရောင်ပါရှင်ဒါလေးကတော့ကျမတို့ရဲ့အသားထုကြော်ကတော့8000ပါရှင်နောက်တစ်ခုကတော့ကျမတို့ဒါလေးကမုတ်ဟင်းကအနှစ်ထုတ်ကျမရဲ့မုတ်ဟင်းကအနှစ်ထုတ်ကတော့3000ပါရှင်နောက်တစ်ခုကတော့ကျမရဲ့ဝက်နေတလန်းကြော်ကတော့2000ပါအဲ့ဒါလေးတွေကိုဒီတစ်ပတ်ထဲမှာစနေနေ့မှာပို့ပေးမှာပေါ့နော်ဂျားရက်မှာလိုချင်တယ်ဆိုလို့ရှိရင်လည်းကျမတို့ကဂျားရက်မှာဒီ Rare Expert နဲ့ကျမပို့ပေးမှာဖြစ်တယ်မုံငင်းချင်ကကျမပြပေးမယ်ကျမကိုယ်တိုင်လောက်ထားတဲ့မုံငင်းချင်เนาะဒီလိုဒါမျိုးမုံငင်းချင်ကွက်သားနဲ့ပဲကြော်ဖောက်ဆွဲနဲ့ပဲစားကျမတို့ကချင်ပြည်နယ်သူတွေကျမတို့တိုင်းရင်းသားတွေဆိုလို့ရှိရင်အကုန်လုံးကြိုက်တဲ့မုံငင်းချင်ပါဒါလေးကတစ်ထုပ်ကို1000ပါရှင်အရန်ကောင်းတော့เนาะမုံငင်းချင်เนาะဒါလေးကိုကိုယ်တိုင်လောက်ထားတာဖြစ်တဲ့အတွက်ဒီတစ်ပတ်မှာထည့်ပြီးတော့ရောင်းပေးတာဖြစ်ပါတယ်ကျမရဲ့ဟင်းပွဲတွေကိုမှာယူချင်တယ်ဆိုရင်9006446 Viber ဟိုတော့၎င်းဖုန်းနံပါတ်9006446ဟိုတော့၎င်းဆက်သွယ်ပြီးတော့မှာယူလို့ရတယ်လို့ကျမရဲ့ Master Chef AA သိန်း page မှာတော့၎င်းကျမရဲ့ AA သိန်း Facebook Messenger မှာတော့၎င်းကြိုက်တဲ့နေရာနေမှာယူလို့ရပါတယ်ဖုန်းနံပါတ်9006446ပါရှင်ဖုန်းနံပါတ်9006446ကို Hello လို့ရတယ် Viber နေမှာလို့ရပါတယ်ရှင်စနေနေ့ပို့မှာပါဂျားရက်တွေကိုတော့ကျမRare Expert နဲ့ပို့ပေးမှာဖြစ်ပါတယ်ကျေးဇူးပါရှင်